1385 ခုနှစ်တသောမုံလပြည့်နေ့2023 ခုနှစ်နိုဝင်ဘာလ29 ရက်တနင်္လာနေ့စကိုင်းတိုင်းဒေသကြီးစကိုင်းမြို့ထုံးမှုရက်ွယ်မှာသူတော်ရုံကျောင်းတိုက်မဟာသဗ္ဗညဓမ္မယုံကျောင်းတော်ကြီးတွင်ဆင်ကျမပြုလို့အသည်မုံရမြို့နှစ်ဖက်ပြပများအာမှုထားပြီကိုပြဖြိုးလိုက်မတ်နဲ့မောမောင်ရဲ့တန်လွင်သမီးမမေတ္တာစင်ချိုနေလာပြရည်နဲ့ကွာစား20လုပ်ငန်းမိသားစုတို့ဤ16နှစ်ပြည့်မင်္ဂလာထိပ်အမှတ်တရဖြစ်ကုသိုလ်ပြုသည့်အလှတော်မင်္ဂလာထံခန္ဓာအနုမောဒနာနဲ့ဩဝါဒတရားလူဘဝရလာပြီဆိုလို့ရှိရင်အကျိုးရှိတဲ့အလုပ်လုပ်ဖို့လိုအပ်တာပေါ့နော်လူဆိုတဲ့အဓိပ္ပာယ်ကမနောဥဒ္ဒနာယေတန္တိမနုဿာလို့ဆိုတဲ့စိတ်ထားမြင့်မြတ်မှမနုဿာဆိုတဲ့လူသားဖြစ်တယ်နောက်တနည်းအားဖြင့်ကာရဏမနတိသာဒတိတိမနုဿောလို့ဆိုတဲ့အတိုင်းအကြောင်းနဲ့အကြောင်းဟုတ်တယ်အကြောင်းမဟုတ်ဘူးအကြောင်းနဲ့အကျိုးသိတတ်တဲ့အသိပညာရှိတဲ့ပုဂ္ဂိုလ်ကိုလူလို့ခေါ်တာပေါ့နော်ဒါအလီကမနုဿဆိုတဲ့ပါဠိစကားကိုအဓိပ္ပာယ်ဖွင့်တဲ့အခါမှာအဲ့လိုအဓိပ္ပာယ်ဖွင့်တယ်ဗမာစကားလုံးရဲ့လူဆိုတဲ့အဓိပ္ပာယ်ကတော့ပြောမယ်ဆိုလို့ရှိရင်တော့ကျမ်းဖတ်ပြောရရောက်အလံတလူလွင့်ထူတယ်ဆိုတဲ့စကားမှာလူဆိုတဲ့အဓိပ္ပာယ်ကလှုပ်ရှားမြင့်တက်နေတဲ့သဘောကိုဖော်ဆောင်တယ်ပေါ့နော်လူဆိုတာငြိမ်နေတာမဟုတ်ပဲနဲ့လှုပ်ရှားပြီးတော့မြင့်မားနေအောင်လုပ်နေရမယ်ပုဂ္ဂိုလ်မျိုးအဲ့ဒါပါဠိကမနုဿာမြတ်စကားကလူအဲ့ဒီနှစ်ခုရဲ့အဓိပ္ပာယ်ကကောင်းတဲ့အဓိပ္ပာယ်တွေထွက်တယ်နော်အဲ့တော့လူတဲ့တန်းနဲ့ဆိုတာဒါနကုသိုလ်ပဲမလူခင်မတန်းခင်သို့မဟုတ်နေ့စဉ်နဲ့အမျှထာဝရရှိနေရမှာကသီလကုသိုလ်လူတဲ့ဆိုတာအမြဲတမ်းလုပ်တာမဟုတ်ဘူးအမြဲတမ်းရှိနေရမှာကသီလကုသိုလ်ဖြစ်တယ်ဒါကြောင့်မို့လို့ရှေးလူကြီးတွေကပြောကြတယ်ငါးပါးသီလကိုခါဝပစိုးကဲ့သို့မြဲရမယ်နော်အဝမပါပဲနဲ့ဘယ်နေရာမှာသွားလို့မရအောင်အဝထထို့တူရဲ့ဘဝမှာနေတဲ့အချိန်မှာငါးပါးသီလဟာအဝပမှာထာဝရရှိနေရမယ်မြတ်စွာဘုရားရဲ့အဆုံးအမနဲ့ပြောမယ်ဆိုရင်သီလံယဝစရတာတုကိုကျင့်သီလဆိုတာအိုသည်ထိကောင်းတယ်လို့ပြောတဲ့အဓိပ္ပာယ်ကကိုကျင့်သီလဆိုတာတစ်သက်လုံးလုပ်ရမယ်လို့ဆိုလို့တယ်ပေါ့နော်ယဝစရအိုသည်တိုင်အောင်ဆိုအိုသွားရင်လွတ်လျက်မှာလားအဲ့ဒီအဓိပ္ပာယ်မဟုတ်ဘူးဆိုလို့တဲ့အဓိပ္ပာယ်ကသီလယဝစီဝံတစ်သက်လုံးလို့ဆိုလို့ပေါ့ဆောက်တည်ထားတဲ့သီလဟာနောက်ဆုံးထွက်သက်ရောက်ရင်တော့ပြတ်သွားတယ်ဘာလို့လဲဆိုရင်ထိတ်သိမ်းနှံ့စွာမရှိတော့ဘူးဆိုလိုတာကအသက်နဲ့ကိုယ်မြဲနေသမျှသီလရှိနေရမယ်လို့ဆိုလိုတယ်နော်အဲ့ဒါအဓိကကိုယ်နဲ့အသက်မြဲနေသမျှကလည်းလုံးသီလရှိရမယ်အဲ့ဒါကိုဆိုလိုတယ်သီလံယဝစရဏတုကိုကျင့်သီလဟာအိုသည်ထီအောင်ကောင်းတယ်ဆိုတာတစ်သက်လုံးရှိရမယ်လို့ဆိုလိုတဲ့အဓိပ္ပာယ်ပဲအဲဒါကြောင့်မို့တစ်သက်လုံးသီလရှိအောင်ပြုဆိုင်ပြီးတော့နေရသီလပေါ်မှာအခြေခံပြီးတော့မှလူတဲ့တန်းနဲ့ဆိုတဲ့ဒါနသမထကျင့်တဲ့ဆိုတဲ့ဘာဝနာဝိပဿနာတရားအထုတ်တဲ့ဆိုတဲ့ဘာဝနာအဲ့ဒီအလုပ်တွေကဆက်လုပ်အောင်ဖြစ်ဘုရားဘာသာအနေနဲ့အမြဲတမ်းရှိရမှာကသီလယ
ယမယံကလှုပ်တာဒါနနဲ့အဝနာလူရဒါနကယမယံခါဖြစ်တယ်ကမ္မထံဘာဝနာဆိုတာလေယမယံခါအချိန်ခါအားလျော်စွာဖြစ်တယ်အမြဲတမ်းရှိနေရမှာသီလအဲ့ဒါကိုတတိထားပြီးတော့ဘဝမှာတမှုရှိအောင်နေဖို့နော်တမှုရှိအောင်နေမှတမှုရှိတယ်မြတ်စွာဘုရားရဲ့အဆုံးအမစကားတွေဟာပိဋကတ်သုံးပုံမှာအလွန်များတယ်အဲများတဲ့ထဲကဒီကနေ့နေလာမိသားစုအနေနဲ့ကိုပြီးဖြိုးလိုက်မှန်းနဲ့မောမိသားစုအနေနဲ့မြတ်စွာဘုရားရဲ့အဆုံးအမလေးတစ်ခုကိုမှတ်သားထားဖို့လိုတယ်နော်ကိုယ့်တဲ့တစ်လုံးလိုက်နာကျင့်သုံးရမယ်ဆုံးအမစကားအဲ့ဒီဆုံးအမစကားကမြတ်စွာဘုရားကိုနတ်သားတယောက်ကလာလျှောက်တဲ့စကားဖြစ်တယ်သို့တော်လည်းနတ်သားရဲ့စကားမဟုတ်ဘူးဘုရားဟောထားတဲ့တရားတွေကိုသူကလက်တွေ့ကျင့်သုံးလို့နတ်ပြည်ရောက်နေတဲ့ပုဂ္ဂိုလ်ပဲဖြစ်မယ်နော်လက်တွေ့ကျင့်သုံးလို့နတ်ပြည်ရောက်သွားတယ်ဒါကြောင့်မို့လို့မြတ်စွာဘုရားကိုကျေးဇူးတင်တဲ့အနေနဲ့လာလျှောက်တဲ့သဘောမျိုးပဲခေမောဒေဝပုတ္တောတဲ့သူနာမည်ကခေမလို့ခေါ်တယ်ခေမဆိုတဲ့နတ်သားကမြတ်စွာဘုရားရဲ့ရှေ့မှောက်မှာဘုရားဟောတဲ့စာပေဆုံးမကထာကိုလာပြီးတော့ရွတ်ပြတာအဲ့ဒီရွတ်ပြတဲ့ကထာပေါင်း6ပုဒ်ရှိတယ်အဲ့ဒီ6ပုဒ်ဟာလူတိုင်းအတွက်အမှန်တမ်းအရေးကြီးတယ်ပေါ့နော်အဲ့ဒါလေးကိုမှတ်သားရအောင်ကိုဟုတ်မဟုတ်တော့ကကြီးတစ်ခုလုံးကိုခြုံကြည့်သူပြောတာဆိုပေမဲ့ဘုရားဟောတာဘုရားဟောတဲ့တရားတွေကိုသူပြန်ဟောပြောပြီးရှောက်တာဘုရားကိုမြတ်စွာဘုရားကဟောတာလေလူတွေရဲ့သဘာဝတိတ်ဟုတ်ကိုကြည့်ပြီးတော့စရန္တိပါလာထုံမေတာအမိတ်တေနေဝအတ္တနာပါလာဆိုတာအသိဉာဏ်မရှိတာထုံမေတာဆိုတာလည်းအသိဉာဏ်ကင်းမဲ့ပါလာဆိုတာသူရဲ့အဓိပ္ပာယ်ကနော်အသက်ရှုရုံများနဲ့အသက်ရှင်နေတဲ့ပုဂ္ဂိုလ်အတန်ဖိုးမှမရှိဘူးအသိဉာဏ်တော့မှမရှိတဲ့ပုဂ္ဂိုလ်ပါလာထုံမေတာဆိုတာစဉ်းစားဉာဏ်ကင်းမဲ့နေတဲ့ပုဂ္ဂိုလ်နောကမှာဘဝအရေးကိုစဉ်းစားနိုင်မှုမရှိဘူးဘာကိုမသိတာတော့ဆိုရင်ကိုယ်အတွက်အကျိုးရှိတဲ့အလုပ်လားအကျိုးမရှိတဲ့အလုပ်လားလှုပ်တဲ့နာလားမလှုပ်တဲ့နာလားပြောတဲ့စကားလားမပြောတဲ့စကားလားအကောင်အဆိုးအကြောင်းအကျိုးမသိတဲ့ပုဂ္ဂိုလ်တွေလို့ဆိုလို့တယ်နော်အဲ့တော့လောကမှာအဲ့လိုလူမျိုးတွေကဘာဖြစ်လဲသူတို့ရဲ့အနေထားကိုကြည့်လို့ရှိရင်ပါလာတုံပေတာအသိဉာဏ်ကဲမဲ့တဲ့လူမိုက်တွေဟာအမိတ်တေနေဝအတ္တနာမိမိကိုယ်တိုင်မိမိယံသူအဖြစ်ဖြင့်စရန္တိအသက်ရှင်လေနေကြတယ်ကိုယ်ကိုယ်တိုင်ကကိုယ်ယံသူပဲသူများကရံပြတာမဟုတ်ဘူးကိုယ်ရံသူဒါပါပြောတာတော့ဆိုလူမိုက်ဆိုတာကိုယ့်ကိုပျက်စီးအောင်လုပ်နေတာပဲသူရဲ့ပြုမှုပြောဆိုလောက်ကင်မှုတွေကိုကြည့်ပြီးသူကဘဝပျက်စီးသွားတာဥမာမဲ့သိတာအောင်ပြောမယ်ဆိုသူအရဲ့သေးစားတောက်စားမှုရတဲ့သူတောက်လို့နောက်ဆုံးမှာစိဝဥစ္စာတွေပြတ်တယ်အသက်မှာယောဂဖြစ်ပြီးနောက်ဆုံးသေပွဲဝင်တာအဲ့ဒါသူများတတ်တာမဟုတ်ဘူးကိုယ်ကိုတတ်တာဒါကိုပြောရမြတ်စွာဘုရားအမိတ်တေနေဝအတ္တနာကိုယ်ဒုက္ခပေးသူကကိုယ်တိုင်သာဖြစ်တယ်ကိုယ့်ရဲ့ယံသူမဟုတ်ဘူးကိုယ့်ရဲ့ယံသူကကိုယ်ပဲကိုယ်ကိုယ်တိုင်မဟုတ်တာလုပ်လို့မဟုတ်တာဖြစ်နေကြတာအဲ့တော့လောကမှာအသိဉာဏ်ကမဲ့တဲ့ပုဂ္ဂိုလ်တွေကကောင်းတယ်မကောင်းဘူးလှုပ်တဲ့နဲ့မလှုပ်တဲ့ဘူးဆိုတာကိုမသိလို့မလှုပ်တဲ့တာလှုပ်တော့ကိုယ်ပဲထိခိုက်တာပုံဝတ္ထုတွေတစ်ခုမှရှိတယ်နော်ဒါတွေကိုစဉ်းစားကြည့်ပုံဝတ္ထုတစ်ခုမှသူ့နာမည်ကတန်တကလို့ခေါ်တယ်အိန္ဒိယနိုင်ငံဝတ္ထုနဲ့တူပါတယ်တန်တကဆိုတဲ့လူတစ်ယောက်ကတိတ်ကိုင်ဖြတ်တယ်
ရွာလေးတစ်ချောင်းယူပြီးတော့တစ်ပင်ပေါ်တက်တစ်ကိုင်းကိုဖြတ်တဲ့အခါမှာသူကအရင်ဘက်မှာမထိုင်မဲနဲ့ဖြတ်ချမဲ့အဖျားဘက်ကထိုင်ပြီးတော့တစ်ကိုင်းဖြတ်တယ်စဉ်းစားကြည့်လေနော်တစ်ကိုင်းဖြတ်တဲ့ဆိုတာကိုကကြိုးမကြမဲ့အပိုင်းမှာထိုင်ရမှာမဟုတ်လားအဲ့ဒါကိုမသိဘူးပြတ်ကြမဲ့ဘက်မှာထိုင်သူကထိုင်ပြီးတော့တစ်ကိုင်းကိုဖြတ်တယ်ခီးသွားတဲ့လူတွေကကြည့်ပြီးတော့ဟဲ့ကောင်မင်းအဲ့လိုမလုပ်နဲ့မင်းပြတ်ကြပြီးတော့သိလိမ့်မယ်ဟိုဘက်ကထိုင်ဒီဘက်ကမထိုင်နဲ့ဆိုခီးမဆိုင်လို့သူကအဖျားဘက်ကထိုင်ပြီးတော့တစ်ကိုင်းကိုဖြတ်တယ်အဲ့တော့ဘာဖြစ်တော့သူကစဉ်းစားတယ်ဒီလူတွေကဘာမှမသိပဲနဲ့ငါပြောတယ်အဖျားဘက်ကထိုင်ခိုင်းအရင်ဘက်ကထိုင်ခိုင်းတယ်ငါပြတ်မဲ့ပဲထိုင်သူကသူပြတ်မဲ့ပဲထိုင်ရင်သူဘာကြပြီးသိပဲဆိုမသိတာအဖျားဘက်ထိုင်ပြီးတော့ဖြတ်တာဖြတ်လို့တော့လောက်လဲရောတကယ်ကြိုးကြတာပေါ့အဲ့ဒီကြတော့မှသူသိတယ်သူတို့ပြောတာဟုတ်တာပဲသူလည်းတကယ်လည်းကြိုးရောလူလည်းအောက်ပိုးကနေကြပါပြီးတော့သူတို့ပြောတော့တာစကားနှစ်ခွန်းနဲ့မင်းပြတ်ကြရင်သိလိမ့်မယ်လို့ပြောတယ်ဒါပြင်ငါသိတာဖြစ်ပြတ်ကြလိုက်ပဲဆိုတာမှန်တယ်သိမယ်ဆိုတာလည်းမှန်ပါပဲဆိုပြီးတော့သိတော့မသိဘူးသိကြအောင်ဆောင်းနေတယ်အဲ့မသိတဲ့လူဆိုတာအဲ့လိုကိုမသိတာနော်လူတွေပြောသွားတဲ့စကားနှစ်ခုအကောင်အဲ့ဒီဘက်ကမထိုင်နဲ့တကယ်ကြိုးကြရင်ကြိုးပြီးတော့မင်းကြလိမ့်မယ်ကြပြီးရင်မင်းသိလိမ့်မယ်အဲ့နှစ်ခုစလုံးမှတ်ထားလိုက်တဲ့သူကကြိုးကြတာဟုတ်ပြီပထမစကားမှန်ပြီသိလိမ့်မယ်ဆိုတဲ့ဒုတိယစကားလည်းမှန်လိမ့်မယ်ဆိုပြီးတော့ဒီတိုင်းသိကြအောင်ဆောင်းနေလိုက်တာသူတကယ်ချင်းပေါက်တဲ့နေအာဒီကောင်တဲ့ကန်ကြိုးကြပြီသိပြီဆိုပြီးတော့အတူကချဖို့လာကြတယ်လမ်းမှာအတူကချဖို့လာလမ်းမှာဆရာဝန်တယောက်နဲ့တွေ့တယ်မင်းတို့ဘာလုပ်ကြတာလဲကျွန်တော်တို့တကယ်ချင်းတစ်ပမောကြလို့သိတာသိလို့သူမိတင်ညုံလို့တုတ်တန်ကိုယူလာတယ်ဟိုလူကကြည့်တော့ဒီလူကသိတယ်လို့လည်းဆိုသေးတယ်တကယ်ရှူနေပါဆရာဝန်လုပ်တဲ့လူကမင်းတို့မသိသေးဘူးဒီလူကအရှင်းရှိသေးတယ်မဟုတ်ဘူးသူကိုယ်တိုင်ပြောတာသူသိနေပြီလို့ပြောတာသူကိုယ်တိုင်ပြောတာလေသိသူကိုယ်တိုင်ကသူသိနေပါပြီပြောမှတော့ခင်ဗျပြောတာလည်းကားပေါ့နော်သူကိုယ်တိုင်ကသိပါပြီလို့ပြောနေတာအဲ့ကြတော့ဆရာဝန်ကဘာလို့ငါဆရာဝန်နဲ့သူသိမသိငါသိတယ်ဆိုပြီးတော့သူကလက်ကြတွေပဲထုတ်နှလုံးလေးခုံမခုံရတာတွေကုန်းစတာလုံးဝမသိသေးဘူးအဲ့ဒီမှာစကားများနေတော့ဌာနကဆိုရကောင်စိတ်မရှိတော့ကဲကွာမင်းတို့ကသိတယ်မသိဘူးပြောတာဟိုလူတွေပြောတော့ငါကြိုးကြလိုက်မယ်ဆိုရဟုတ်တယ်သူတို့ပြောတဲ့အတိုင်းသိကိုင်းကြိုးကြတယ်ငါသိလိမ့်မယ်လို့လည်းသူတို့ပြောသွားတယ်အဲသူတို့စကားမှန်တယ်ကဲမင်းတို့ကသိညင်ကြတော့ဆိုပြီးတော့အလောင်းကောင်းကြီးကထားသွားတယ်နော်ငါဘာကသွားတော့ပဲမင်းတို့စကားများနဲ့ကြားတယ်ဆိုပြီးတော့သူထားသွားတယ်အဲ့ဒီပုံဝတ္ထုတွေရှိတယ်မသိဘူးဆိုတဲ့လူတယောက်ဟာအဲ့လိုထင်အောင်မသိတာနော်အဲ့ဒါလိုပဲလူတွေဟာကိုယ့်ကိုပျက်စီးလို့ပျက်စီးမှမသိအောင်နေကြတာအဲ့ဒါကိုမြတ်စွာဘုရားဟောတာအသိဉာဏ်ကင်းမဲ့တဲ့ပုဂ္ဂိုလ်တွေဟာတဲ့မိမိကိုယ်တိုင်ကမိမိရန်သူဖြစ်ပြီးတော့နေထိုင်နေကြတယ်လောကမှာအဲ့လိုလူတွေအများကြီးပဲနော်ကိုယ်ရန်သူမလည်းမသိဘူးကိုယ်တိုင်ကရန်သူဖြစ်နေတန်ကိုတန်ချစ်တဲ့တန်ကြီးဖြစ်နော်တန်ကနေဖြစ်ပေါ်လာတဲ့တန်ကြီးကတန်ကိုပြန်စားပြစ်တယ်အဲ့ဒါလိုပဲကိုလှုပ်တဲ့လှုပ်ရကလူတယောက်ကိုဖျက်ဆီးပြစ်တယ်အဲ့တော့မသိအသိဉာဏ်ကဲမဲ့တယ်ဆိုလူတော့ဖြစ်ပါရဲ့ခုနလိုမနတိသာနာတိကာရဏအထနတ္ထကောင်းညို့ဟုတ်တယ်မဟုတ်ဘူးအကြောင်းဟုတ်တယ်မဟုတ်ဘူးအကြောင်းရုပ်မသိတာလူကမွေးလို့လူတော့ဖြစ်တော့လည်းပဲလူရဲ့အရေးချင်းဖြစ်တဲ့အသိပညာမရှိတော့ကိုယ်လုံးသမျှကိုယ်ဒုက္ခပေးမဲ့လုပ်တယ်ခဏခဏအများကြီးပဲလူတွေကအပြောမတတ်လို့သေတဲ့လူတွေအများကြီးပဲအနေမတတ်လို့သေတဲ့လူတွေအများကြီးကိုယ့်ကိုပြန်တတ်တယ်လို့ကိုယ့်ကိုပြန်တတ်တယ်ဆိုတဲ့အဓိပ္ပာယ်ပါလေဖားရကောင်ဟာသူတွင်းထဲမှာပုံနေလို့ရှိရင်မွေးရသိမှာမဟုတ်ဘူးဖားပဲနာရှိတယ်ဆိုရုပ်တည်းမသိဘူးလေဒါပေမဲ့သူကအငြိမ်မနေဘူးပေါ့နဲ့အော်တယ်သူဩတန်ကြတော့မွေးရလဲနာပါတယ်လေဒီနာဖားရှိတယ်ဆိုသိတယ်
အဲ့တော့ဖားအော်တာသူကသူလာပြီးကျုပ်ဒီမှာလာစားလဲပါလို့ခေါ်နေတာနဲ့မတူရဲ့ဘူးလားလူမိုက်အဲ့တိုင်းပဲဖြစ်နေနော်သူဒီမှာရှိတယ်ဆိုတာကိုပြတယ်ကိုယ့်ကိုယ်အသက်ခိုင်းနေတယ်လို့ဖြစ်တယ်လောကကြီးမှာအဲ့လိုပုံကိုယ်တွေအများကြီးရှိတယ်နော်ခဏခေတ်ဆိုပို့ပေါ်တာပို့ပေါ်တာမကြခြင်းအဆုံးပဲခဏခေတ်မှာအသိဉာဏ်မရှိတဲ့ပုံကိုယ်တွေကကိုယ့်ကိုယ်ပြည့်စုံအောင်လုပ်နေကြတယ်လို့ပြောမှာအဲ့ဒီတို့ကိုယ့်ရဲ့ရန်သူဖြစ်အောင်လုပ်တဲ့ပုံကိုယ်တွေကဘာလုပ်ကြတာလို့ဆိုရင်ကရွန်တာပပကံကမ္မယံဟောတိကတုကပ္ပလံသူတို့လုပ်တွေကနောက်ဆုံးရသက်ကဆိုးကျိုးဖြစ်မယ်ဟိုမဲ့ကိုစီးပွားပြတ်မယ်ကိုတေးမယ်ကိုဒုက္ခရောက်မယ်ဆိုတဲ့အလုပ်တွေပဲလုပ်နေကြတာဖားဟာငိမ့်ငိမ့်မနေပဲနဲ့အော်နေတာမွေကိုလှမ်းခေါ်နေတာနဲ့တူတူပဲထဏကဆိုတဲ့ကောင်လဲတစ်ပင်အကိုင်းဖြတ်တာအရင်ပဲမထိုင်ပဲနဲ့အဖျားပဲထိုင်ပြီးဖြတ်တယ်လို့ပဲကိုဒုက္ခရောက်ကိုလုံးနေကြတာအဲ့ဒါကိုပြောတာကရွန်တာပပကံကမ္မယံဟောတိကတုကပ္ပံဆိုးကျိုးကိုရစေနိုင်တဲ့အလုပ်တွေကိုလုပ်နေကြတယ်အဲ့လိုလူမိုက်တွေကလောကကြီးမှာအများကြီးပဲမြတ်စွာဘုရားအဲ့ဒါပြောတာအဲ့တော့လောကမှာလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာကောင်းမှုနဲ့မကောင်းမှုကိုခွဲခြားသိဖို့မြတ်စွာဘုရားဆက်ဟောတာပါတော့အဲ့ဒါလည်းမှတ်ထားနော်ဒါလူတွေရဲ့အခြေအနေကိုပြောပြတာလူတွေရဲ့အခြေအနေပြောပြပြီးတော့လှုပ်တဲ့နဲ့လှုပ်လားမလှုပ်တဲ့နဲ့လှုပ်လားဘယ်ပေတံနဲ့တိုင်ရမလဲဘယ်စံနဲ့တိုင်ပြီးတော့ပြောမလဲနော်ကိုယ့်ကိုပေတံလေးတစ်ခုမှတ်တာအတိုင်းအတာတစ်ခုဆိုရင်ပေတံလေးနဲ့တိုင်ရတယ်စံသတ်မှတ်ချက်ကလေးနဲ့ကိုဒီအလုပ်လှုပ်တဲ့သလားဒီအလုပ်ကမလှုပ်တဲ့ဘူးလားလှုပ်ချင်တာနဲ့လှုပ်တဲ့တာနဲ့မတူဘူးနော်လှုပ်ချင်တဲ့အလုပ်နဲ့လှုပ်တဲ့အလုပ်စားမတူဘူးလှုပ်ချင်တာကကိုယ်စိတ်ဝင်စားတဲ့အလုပ်လှုပ်တဲ့တာကလှုပ်ရင်ပြစ်ကင်းတယ်အဲ့တော့မလှုပ်တဲ့တာနဲ့လှုပ်တဲ့တာဆိုတော့မလှုပ်တဲ့မှုဆိုတဲ့အလုပ်ကပါလေမြတ်စွာဘုရားဟောတာအမှန်တမ်းရှင်းရှင်းလေးရနော်နတံကမ္မံကတံသာတုလုံးမိရင်ဒီလိုမျိုးကမကောင်းဘူးတဲ့ရှံကတဝအနုတပတိလှုပ်ပြီးတဲ့နောက်မှာစိတ်ပူနေရမယ်အလုပ်မျိုးမကောင်းဘူးအရေးကြိုက်လို့အရေးတောက်တယ်အရေးမူးနေသည့်အတွက်ကြောင့်စီးပွားပြတ်တယ်ဟောမကောင်းကြတွေရတာအရေးမူးနေသည့်အတွက်ကြောင့်အသိပညာတွေတတ်ပညာတွေဆုံးရှုံးတယ်စီးပွားဥစ္စာတွေဆိုနောက်ဆုံးမှယောဂရတယ်မပြေမှာဘလောက်များမှမသိပါနဲ့အရက်တောက်ပြီးတော့အသက်ကျွမ်းပြီးတော့အသက်ယောဂအသက်ကင်ဆာနဲ့သိတဲ့လူတွေအများကြီးပဲနော်အဲ့ဒါတခုလုပ်ပြီးတဲ့နောက်မှာယောဂဖြစ်ပြီဆိုရင်တော့စိတ်ပူရပြီကိုလိုများစိတ်ပူလာပြီအဲ့ဒီစိတ်ပူစေတတ်တဲ့အလုပ်မျိုးဒီမကောင်းတဲ့အလုပ်လို့ခေါ်တယ်မလုပ်တဲ့အလုပ်ယတ္တနတ္တနတ္တံကမ္မံကတံသာတုယံကတဝအနုတပတိယတ္တအတုမုခောရောဓံဝိပကပတိတေဝတိအကျိုးပို့လာတဲ့အခါမှာလည်းပဲငိုကြီးချက်မှနဲ့အကျိုးခံစားဒုက္ခကိုကြိတ်မိတ်ခံစားရမယ်အလုပ်မျိုးခံရပြီဆိုရင်သွားပြီလေနော်ခံရပြီဆိုရင်ဒုက္ခကြိတ်ကြရမယ်အဲ့တော့နှစ်ခုရှိတယ်လုပ်ပြီးရင်စိတ်ပူရတဲ့အလုပ်အကျိုးပေါ်လာတဲ့အခါမှာငိုကြီးချက်မှနဲ့အကျိုးကိုခံစားရတဲ့အလုပ်အဲ့ဒီအလုပ်မျိုးမလုပ်တဲ့အလုပ်ပဲဒါရေပုံရခြုံပြောလိုက်တဲ့စကားအမှန်တမ်းကောင်းတယ်ဒါပြင်လုံးတဲ့အလုပ်ကဘယ်လိုလုပ်လဲတင်စကမ္မံကတ္တသာတုယံကတောအနတုတပတိလှုပ်ပြီးတဲ့အခါမှာစိတ်မပူရဘူးဒါကောက်တဲ့အလုပ်ပဲလှုပ်ပြီးရင်စိတ်မပူရအခုအမှန်ပဲအလှူဒါနလှုပ်ပြီးတော့စိတ်ပူရတယ်ဆိုတာမရှိဘူးသီလစောင့်တည်ပြီးတော့စိတ်ပူရတယ်ဆိုတာမရှိဘူးဝိပဿနာတရားအထုတ်တရားခံဝင်တရားထိုင်လို့ပြန်လာပြီးစိတ်ပူရတယ်ဆိုတာမရှိဘူးဒီအလုပ်တွေဟာဘုရားရှိခိုးတယ်ဘုရားရှိခိုးပြီးစိတ်ပူရတာမရှိဘူးဘုရားပန်းတင်တဲ့ရေချမ်းစကတ်တဲ့ပြီးလူတယ်ဒါလုပ်ပြီးစိတ်ပူရတာဆိုတာမရှိဘူးဝန္တာဘောပဲဖြစ်တယ်အဲ့ဒီလိုလုပ်မျိုးကောင်းတဲ့အလုပ်ယတပတိတောသူမနောဝိပကပတိတေဝတိအဲ့ဒီလိုလုပ်ပြီးတဲ့အခါမှာကောင်းကျိုးချမ်းသာရလာတဲ့အခါမှာလည်းပဲဝမ်းမြောက်ဝမ်းသာ
ပျော်ရွှင်ချမ်းမြေ့စွာအကျိုးခံစားရတယ်နော်လုပ်ပြီးတော့လည်းကောင်းကျိုးချမ်းသာတွေရတယ်လေတော်ထဲမှာလေတော်ထဲမှာစပါးရင်ပေါ့စာ6တဲ့စပါးတွေကရင်းမဲ့နေတဲ့အချိန်မှာစာ6နေတဲ့လေတော်မှာလှုပ်လှုပ်တဲ့ကလေးမလေးတယောက်တည်းစာ6ရင်းကနေပြီးတော့စပါးလေးတွေကိုခူးပြီးတော့ပေါက်ပေါက်လှော်ပြီးတော့သူစားဖို့လုပ်တာနော်ပြီးဖို့လေးနဲ့ပေါက်ပေါက်လေးတွေဖောက်ပြီးတော့ထားတယ်စားရင်စားဖို့လေတော်ထဲမှာစာ6နေတဲ့လေဆောင်ကလေးမလေးတယောက်အဲ့ဒီချိန်မှာလေတော်ကိုဖြတ်ပြီးတော့ဆွမ်းကကြွလာတယ်ရှင်မကတ္တဝနဲ့တွေ့တဲ့အခါကျတော့သူစားမဲ့ပေါက်ပေါက်လေးတွေဝန္တာအာရတရာတရားဖြစ်ပြီးတော့လှူလိုက်တယ်သူမစားတော့ဘူးဆိုနော်လှူလိုက်တာပေါက်ပေါက်ပဲလှူတာသို့တော့သူကအဲ့ဒီနေ့မှာကံမကောင်းအကြောင်းမလားတော့လေကတဲ့ကဖြတ်လာရင်ကနေပြီးတော့မပွေးနဲ့တိုင်တွေ့ပြီးကြိုက်တက်ခံလေပွေးကြိုက်ခံလေရတယ်ပေါ့နော်လေထဲမှာဆိုပွေးလေးရှိတတ်တာအဲ့တော့ဝန္တာအာရပျော်ပြီးတော့ပေါက်ပေါက်လှူတယ်လို့ပျော်ပြီးတော့ပြန်လာတဲ့လမ်းမှာပွေးကြိုက်လိုက်တာသိသွားတော့အဲ့ဒီပေါက်ပေါက်လှူပြီးတော့ဝန္တာပီတိဖြစ်နေတဲ့အချိန်မှာသိသွားတော့သူကရောက်သွားတော့ဆိုတာဝရိန္ဒနတ်ပြည်မှာနတ်သမီးသွားဖြစ်တယ်လူတွေလို့မွေးနေရတာမဟုတ်ပွားဆိုဖြစ်သွားတာဟုတ်မှာအဲ့ဒီတော့သူ့ရဲ့ပုံမိတ်မှညက်လည်းအကြီးကြီးအချမ်းရံနေနဲ့ပုံမိတ်မှကြီးရတယ်အဲ့ဒီပုံမိတ်မှကြီးမှာအထုတလိတသာစင်တာတော့ပေါက်ပေါက်ပန်းလေးတွေလို့စိတ်ပွင့်လေးတွေပေါက်ပေါက်ပန်းလေးလို့ပြင်းနေမှာအကုန်လုံးဆွဲထားတာအလှပါအနေနဲ့ချဲထားတာအဲ့ဒါအထုပါလာတယ်ပေါက်ပေါက်ကိုပါဠိလိုလာစာလို့ခေါ်တယ်ဒါကြောင့်မို့အဲ့ဒီနာမည်နဲ့လာစာနေဝီပေါက်ပေါက်ပွင့်လေးတွေနဲ့ပုံမိတ်မှမနေတဲ့နတ်သမီးဆိုပြီးတော့ထင်ရှားကဲအဲ့တော့လေတော့လက်ဆောင်မှာအလုပ်လုပ်ရတဲ့စင်စင်ရဲရဲမြေကြီးပေါ်နေမြေကြီးပေါ်တော်ထဲမှာတယောက်တည်းစောင့်ရတဲ့အလုပ်လုပ်တဲ့နတ်သမီးဟာအဲ့ဒီဘဝနဲ့လူဘဝနဲ့နတ်ဘဝဘယ်လောက်กว่าအများကြီးกว่าပုံမိတ်မှနဲ့ဖြစ်နေအဲ့ဒါသူ့လုံးလိုက်တာကပေါက်ပေါက်လို့လှူလိုက်တာပဲအဲ့ဒီလှူလိုက်တဲ့ကုသိုလ်ကြောင့်ရလိုက်တာကပေါက်ပေါက်တန်ဖိုးနဲ့ဘယ်လိုမှနှိုင်းရှင်လို့မရဘူးပေါ့နော်တန်ဖိုးနဲ့ဘယ်လိုမှသူလှူလိုက်တဲ့ပစ္စည်းရဲ့တန်ဖိုးနဲ့ဘယ်လိုမှနှိုင်းရှင်လို့မရဘူးအဲ့ဒီအချိန်မှာသူ့ရဲ့ဝန္တာပီတိဖြစ်တယ်အဲ့ဒါကိုပြောတာကောင်းတဲ့အလုပ်ဆိုတာလုပ်ပြီးရင်လည်းစိတ်မပူရဘူးအကျိုးရတဲ့အခါမှာလည်းဝန္တာပီတိဖြစ်ရတယ်အဲ့ဒီလုပ်ဒီကောင်းတဲ့အလုပ်ဒါကိုယ့်ဘဝမှာကိုရွေးထားဖို့ပြောတာနော်ကိုမသိဘူးဆိုရင်အဲ့ဒီရှုထောင့်ကနေရွေးအဲ့ဒီစံတတ်မှတ်ချက်နဲ့ရွေးကောင်းတဲ့အလုပ်လားမကောင်းတဲ့အလုပ်လားလွေးပါလို့မြတ်စွာဘုရားကဟောတာနောက်ဆက်ပြီးတော့ဘုရားဟောတာတတိပေးတဲ့အနေနဲ့ဟောတာပါတော့ပฏิကိစေဝတံကယေရာယံစညာဟိတမတ္တနောနတာဂတိကစိတ်ဓာယမန္တတိရောပရကမေမလုခင်ကကျွတ်တင်ပြီးတော့ကိုယ်မှာအကျိုးရှိမဲ့ကောင်းကျိုးချမ်းသာကိုပေးမဲ့အလုပ်မျိုးလုပ်ပါတဲ့စီးပွားလုပ်တဲ့ဆိုရင်လည်းမလုခင်အကျိုးတင်ရတာပဲလေဒီလုပ်လို့ရင်ငါအတွက်အကျိုးများရှိသလားဘယ်သူမှမထိခိုက်ဘူးလားငါလည်းမထိခိုက်ဘူးသူတို့ကလည်းမထိခိုက်ဘူးဘယ်သူမှမထိခိုက်တဲ့အလုပ်ဖြစ်လားကိုယ့်ရဲ့ကျိုးစီးပွားကိုသေးသေးချာချာအလေးနဲ့ထားပြီးတော့မလုခင်ကစဉ်းစားအလုပ်လုပ်တော့မယ်ဆိုရင်ကြွတင်ပြီးတော့စဉ်းစားပြီးတော့လုပ်ပါတဲ့ဘာဖြစ်လို့စဉ်းစားလုပ်တော့ဆိုလို့ရှိရင်အသိဉာဏ်ကင်းမဲ့ပြီးအမှတ်တမဲ့ထားလုပ်တဲ့အလုပ်ကပြဿနာတက်တတ်တယ်မလုပ်ခင်ကြွတင်ပြီးတော့စဉ်းစားဒီအလုပ်ဟာလုပ်တဲ့သလားဒီစကားပြောတဲ့သလားဒီအလုပ်လုပ်ရင်အကျိုးရှိမလားငါအတွက်ပဲအလုပ်ကအကျိုးရှိတယ်ငါအတွက်ကပဲအလုပ်ကအကျိုးမရှိဘူးဆိုတာအဲ့ဒါကိုစဉ်းစားရတဲ့မစဉ်းစားပဲနဲ့လုပ်ပြီးလို့ရှိရင်တော့နောက်ဆုံးမှာလဲသမားမှိုင်နေအမှိုင်မျိုးမှိုင်နေရလိမ့်မယ်တဲ့လဲသမားလို့ဒုက္ခရောက်တော့ကြမ်းမှိုင်နေရတာမျိုးဖြစ်လိမ့်မယ်အဲ့ဒါလောက်လေးဥပမာပြောထားတော့နားမလဲသေးဘူးလဲသမားဘလို့မှိုင်ရတယ်လဲဆိုဆက်ပြောနော်ဒါကတော့ကလဲသမားနွားလဲကပြီးတော့သွားတယ်လဲသမားရဲ့မိုက်တွေမှုမျိုးမိုက်တွေရလိမ့်မယ်တဲ့အဲ့တော့လဲသမားကဘယ်လိုဒုက္ခရောက်တာတုံးဆိုတာကို
မြတ်စွာဘုရားဆက်ပြောတယ်ယထာသာဂတိကောမထံသမံဟိတဝမဟာပဋ္ဌံဝိသမမေကမရောရှအခစ္စေနောဝစာယတိလေသမားဆိုတာသူကဖြတ်လန်းကြိုက်တယ်လေခုခေတ်လူတွေကဖြတ်လန်းကြိုက်တယ်ခရီးတူတာကြိုက်တယ်လမ်းကောင်းလမ်းဆိုးနှစ်ခုရှိတယ်မကောင်းတဲ့လမ်းကခရီးတူတယ်ကောင်းတဲ့လမ်းကခရီးဝေးတယ်အဲ့တော့သူကတူတာရွေးချင်တယ်လေသမားလည်းဒီလမ်းကလမ်းကျန်တဲ့အတိုင်းပဲလို့နီးနီးလေးတယ်ဟိုဘက်လမ်းကတော့လမ်းကဖြူနေတယ်ဒါပေမဲ့ဝေးတယ်တမျိုးကြီးပတ်သွားရမယ်အဲ့ဒီလိုလမ်းနဲ့တွေ့ကြုံတွေ့နေပြီဆိုတဲ့အခါပမာစကားမှရှိတယ်မို့လားဒီကဆက်လာတာနေမှာအရင်လို့ရင်လမ်းဟိုလိုက်ဆိုတာနော်အရင်လို့ရင်လမ်းဟိုလိုက်လမ်းတဲ့ကိုတော့မလျှောက်နဲ့မရှိမှမသိရင်မလျှောက်နဲ့အရင်လို့လမ်းဟိုလိုက်ဆိုတာအရင်လမ်းဟောင်းကိုလိုက်လို့ပြောတာအဲ့ဒီတဲ့သမားကသူကတွေးလိုက်တယ်ကိုဘက်ကဖြူနေတဲ့လမ်းကြီးရှိတယ်ဒီဖြတ်လမ်းကကောင်းတယ်ဖြတ်လမ်းကသွားမယ်ဆိုပြီးတော့ဖြတ်လမ်းကလမ်းကျန်တယ်သွားလိုက်တော့လမ်းနဲ့မှာဟိုမနီးဒီမနီးရောက်တဲ့အချိန်မှာဘာဖြစ်တုံးလက်ဝင်ရုပ်ကျိုးသွားတော့ဘာလို့မလုပ်ဆရာမရှိဘူးသူမှစပယ်ရလက်ဝင်ရုပ်လည်းမပါဘူးနော်ကားပိန်ပေါက်တဲ့ဆိုရင်လည်းခုခေတ်တော့စပယ်ရတွေပါသေးတယ်လေအဲ့ဒါလို့မပါဘူးဆိုရင်ကားသမားလည်းအတူတူပဲလမ်းကောင်းကမသွားပဲနဲ့လမ်းစုကသွားကားပိန်ပေါက်လဲစရာပိန်မပါဒုက္ခရောက်တယ်ကျွေးကြတဲ့ကအနည်းရဲ့ကင်းတဲ့လမ်းဖြောင်းတန်းတဲ့လမ်းဝေးချင်းဝေးပါစေကောင်းတဲ့လမ်းကိုကျွေးပြီးတော့သွားမကောင်းတဲ့လမ်းကိုဖြတ်လန်းဆိုပြီးတော့ရွေးပြီးတော့မသွားနဲ့တဲ့ဒါကမြတ်စွာဘုရားလက်ထက်ကတော့လှဲပဲရှိလို့လှဲကိုဥပမာပေးတာအခုကကားရှိတော့ကားနဲ့လည်းပြောလို့ရတယ်နော်ကားနဲ့ပြောလို့လည်းရတယ်လမ်းကောင်းဘက်ကမသွားဘဲနဲ့လမ်းကြပဲသွားတဲ့အခါကျတော့ကားပိတ်ပေါက်တယ်နော်ကားပိတ်ပေါက်တော့နာမှလည်းပဲဝါရှော့မရှိပါမရှိကိုတယောက်တည်းအဖို့မပါဘူးဆိုရင်ပိတ်လဲဖို့တော်ခက်တယ်တော့မဟုတ်စပယ်ရပိန်နဲ့မပါဘူးဆိုနေရောအဲ့ဒုက္ခရောက်အဲ့ဒါကိုလက်သမားရဲ့ကြံ့မိုင်မှုလို့ပြောတာနော်အဲ့ဒီလိုကြံ့မိုင်နေရလိမ့်မယ်ဒုက္ခရောက်ပြီဆိုရင်တော့ကိုယ်မဲ့လို့ရှိတော့လေဒုက္ခရောက်ပြီအဲ့ဒါကြောင့်လို့မြတ်စွာဘုရားကဟောလို့ရင်အဲ့ဒီတိုင်းပဲတဲ့လောကလူသားတွေဧဝံဓမ္မအပက္ကမအဓမ္မမနုဝတ္တိယတဲ့ဓမ္မဆိုတဲ့ဖြောင်းပြူးနေတဲ့လမ်းကောင်းကြီးရှိပါရဲ့တန်နဲ့ဓမ္မလမ်းကြောင်းကမလျှောက်ပဲနဲ့အဓမ္မလမ်းကြောင်းကိုရှောက်မယ်ဆိုရင်ဒုက္ခတွေ့နေမယ်နော်ဓမ္မလမ်းကြောင်းကိုဖယ်ပြီးတော့အဓမ္မလမ်းကြောင်းကိုရှောက်ရင်ဒုက္ခရောက်တယ်လဲသမားဟာလမ်းကောင်းကိုရှောင်ပြီးတော့လမ်းစိုးကမောင်းရင်ဝင်ရုပ်ကျိုးတာကာသမားဟာလည်းပဲလမ်းကောင်းရှိရတဲ့နဲ့မကောင်းတဲ့လမ်းကသွားပိတ်ပေါက်ဒုက္ခရောက်လူတွေဟာလည်းပဲဓမ္မအဓမ္မဆိုတဲ့လမ်းနဲ့တွေ့ရှိတယ်လမ်းကောင်းဖြစ်တဲ့ဓမ္မဆိုတဲ့လမ်းကြောင်းကိုမလျှောက်ပဲနဲ့အဓမ္မဆိုတဲ့လမ်းကြောင်းကိုရှောက်မယ်ဆိုရင်ဘယ်ချိန်မှသူဒုက္ခရောက်တော့ဆိုရင်မန္တောမစ္ဆမုခံပတ္တောအခိစိနောဝစာယတိလဲသမားဟာဝင်ယူကြောသွားပြီဆိုရင်ဘာမှလုပ်လို့မရတော့ကုမဲ့လို့ရှိဘူးအဲ့ဒါလိုပဲတဲ့အဓမ္မကိုလိုက်နာကျင့်သုံးတဲ့အဓမ္မလမ်းကြောင်းကရှောက်တဲ့ပုဂ္ဂိုလ်တွေဟာသိမင်းနဲ့ကြုံတွေ့နေပြီဆိုလို့ရှိရင်တော့သွားပြီဘာမှလုပ်လို့မရတော့နော်သေကနေ့ရောက်ရင်ပို့ဒုက္ခရောက်တယ်လို့ပြောတာနော်အဲ့ဒါကိုစာကမြတ်စွာဘုရားကဘယ်လိုဟောတော့မန္တောအတိညာထုံထဲတဲ့လူမိုက်ဟာမစ္ဆုမုခံပတ္တောသိမင်းရဲ့ခရွင်းဝါသူရောက်တဲ့အခါမှာစာရတိကြမ်းရတယ်ဆိုသေကနေ့ချိန်လို့ပြောတာဘာမှလုပ်လို့မရတော့အဲ့ချိန်ကျတော့သေတော့မဲ့အချိန်အဲ့ဒါသေမင်းရဲ့ခရွင်းကိုရောက်တဲ့အချိန်ဟုတ်ဒီစကိုင်းကဆရာဝန်ကြီးတယောက်အကြောင်းကြားဖို့တာလေးပြောပြမယ်နော်အဲ့ဒီဆရာဝန်ကနာမည်ကြီးတယ်စေကုသဘုပ္ပမလွဲနာမည်ကြီးတယ်ဒါပေမဲ့လို့ဘာသာရေးနဲ့ပတ်သက်တဲ့ကကင်းကွာတယ်ဗုဒ္ဓဘာသာတော့ဗုဒ္ဓဘာသာပဲသို့တော်လည်းဘာသာရေးနဲ့ပတ်သက်ပြီးတော့ခက်ခဲငယ်နေတဲ့ပုဂ္ဂိုလ်တယောက်
နေ့ကျတော့ဘာဖြစ်လဲဆိုတော့အသေးယောဂဖြစ်လာဒါတစင်ကြတာပြောပြတာနော်နာမည်တော့မသိချင်နဲ့တော့အဲ့တော့အသေးယောဂဖြစ်လာတဲ့အခါမှာမိသားစုကအသေးကင်ဆာဆိုတာမသိအောင်ဖုံးထားတယ်အသေး6တဲ့လို့ပဲပြောထားတယ်နောက်ဆုံးကြတော့သူကဆရာဝန်ပဲလေသူကအသေး6ယုံသားမှမဟုတ်တော့ဘူးအသေးကင်ဆာဖြစ်တယ်ဆိုတော့သူသိအဲ့ဒါလို့သိလာတဲ့အခါကျတော့သူဘာဖြစ်တယ်နောက်ဆုံးလို့မရတော့လေနောက်ဆုံးလို့မရတော့တကယ်ချင်းပေါင်းတဲ့နေလာတဲ့အခါကျတော့ပြောတယ်တဲ့အေးဗျာကျွန်တော်တော့မသိရင်သေးဘူးဘာမှလည်းမလုပ်ရသေးဘူးပေါ့လေဖရာတရားအလုပ်တရားလည်းမကျင့်ရသေးဘူးကုသိုလ်ကောင်းမှုတွေမပဲရမလုပ်ရသေးဘူးဘာမှလည်းမလုပ်ရသေးဘူးမသိချင်သေးဘူးဗျာလို့အဲ့ဒါလိုပြောတော့သို့တော့သိသွားပြီပြန်နောက်ဆိုလို့ညတာအဲ့ဒါမျိုးပြောတာနော်ဘာလို့ဆိုမိုးလုံးမထွန်ချနေဝေမစဘာလှမ်းဆိုတာပြောတော့ပေါ့အချိန်ကုန်ပြီဆိုရင်ဘာမှလုပ်လို့မရတော့လုပ်မရတဲ့အချိန်ကျတော့မှဒုက္ခရောက်တယ်အဲ့တော့မြတ်စွာဘုရားဆုလို့တဲ့အိဗေကအဲ့ဒါပြောတာဓမ္မအဘက်ကမဓမ္မလမ်းကြောင်းကဖဲထွက်ပြီးတော့အဓမ္မပတုဝတ္တိယအဓမ္မလမ်းကြောင်းကိုရှောက်လမ်းမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာစေတဉာဏ်ကင်းဝေးတဲ့ပုဂ္ဂိုလ်ဟာသေပင်ရဲ့ပြဇတ်တဲ့ရောက်တဲ့အချိန်မှာသူကဆွေးတော့ကရောက်ရလိမ့်မယ်ဒါနောက်ဆိုင်ဝင်ချိန်ကိုပြောလိုက်တာအဲ့တော့ဂါထာပုတ်ပေါင်း6ပုတ်ရှိတယ်နော်ဒါမြတ်စွာဘုရားရဲ့အဆုံးအမစကားတွေအဲ့ဒါခေမဆိုတဲ့နတ်သားကမြတ်စွာဘုရားကိုလာလျှောက်ပြီးဘုရားရှိမှဒီကအဲ့ဒီရွတ်ပြသွားတယ်မြတ်စွာဘုရားကသူရွတ်တာတွေမှန်တယ်ပေါ့ဘုရားဟောထားတာတွေကိုသူလာရွတ်ပြသွားတာကရာ6ပုတ်နော်အဲ့ဒါလေးကိုမှတ်သားထားပြီးတော့ကိုဘဝတသက်တာမှာလိုက်နာကျင့်သုံးမှုကြိုးစားကြရမှာဖြစ်တယ်ဒါကြောင့်တရားချက်ကသူတို့ပြိဿပေါင်းတို့မြတ်စွာဘုရားရဲ့အဆုံးအမတိုင်းတို့တွေဟာလှုပ်တဲ့နာကိုလှုပ်မယ်မလှုပ်တဲ့နာကိုရှောင်မယ်နော်ကျွတ်တင်ပြည့်စင်မှုနဲ့ကိုယ်အကျိုးရှိတဲ့အလုပ်ပဲလုပ်မယ်အကျိုးမရှိတဲ့အလုပ်ကိုမလုပ်ဘူးအကျိုးရှိတဲ့အလုပ်ကိုလေးလေးစားစားနဲ့တို့တွေကြိုးစားပြီးတော့လုပ်ကြမယ်လို့ကိုယ်စီမှတ်သားပြီးကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း